ယောက်ျားတစ်ယောက်ကငွေရှာနိုင်ရင်တာဝန်ကျေတယ်လို့အပြောခံရပေမဲ့မိန်းမတစ်ယောက်ကငွေလဲရှာအိမ်မှုကိစ္စလဲလုပ်နေရတာတောင်တခုခုလိုအပ်သွားတာနဲ့တာဝန်မကျေဘူးလို့ဘာလို့အပြောခံရတာလဲအိမ်တော်တစ်ခုမှာယောက်ျားဖြစ်သူကအပြင်မှာအလုပ်လုပ်ပြီးပြန်လာရင်ပင်ပန်းနေပြီဆိုတဲ့အကြောင်းပြချက်နဲ့နားနေလို့ရတယ်ဒါပေမဲ့မိန်းမဖြစ်သူကတော့အပြင်မှာအလုပ်လုပ်ပြီးပြန်လာရင်တော့မိဖို့ကြောင့်နဲ့တန်းဝင်ရတယ်ကလေးဝတ်စုံလဲပေးရတယ်ယောက်ျားအတွက်လိုလေသေးမရှိပြင်ဆင်ပေးရတယ်စီးပွားရှာတာတခုတည်းနဲ့ယောက်ျားကတာဝန်ကျေတယ်လို့သတ်မှတ်ခံရချိန်မှာအမျိုးသမီးတွေကတော့ငွေရှာနိုင်ုံနဲ့မပြီးသွားဘူးအိမ်မှာအဖို့ထစ်လေးရှိတာနဲ့မိမမကောင်းလို့မိမကတာဝန်မကျေလို့ဆိုတဲ့လက်ညှိုးထိုးမှုတွေကိုခံရတတ်ပါတယ်အိမ်တော်ရေးဆိုတာစီးပွားရေးလုပ်ငန်းစုတစ်ခုမဟုတ်ဘူးငွေရှာနိုင်ုံနဲ့အရာပြည့်စုံသွားတာမဟုတ်ပါဘူးယောက်ျားတွေတတိမထားမိတာကခမည်းတော်အပြင်မှာအလုပ်အေးဆေးလုပ်နိုင်မှုအတွက်နောက်ွယ်မှာခမည်းတော်ရဲ့ဇနီးတွေကအိမ်ရဲ့တာဝန်အားလုံးကိုပခုံးထမ်းထားပေးလို့ဆိုတာပါပဲမိမတယောက်ကငွေရှာနိုင်တာကိုပဲအတိမတ်မပြုပဲသူမရဲ့ဟာခွက်တွေကိုပဲလိုက်ရှာပြီးအပြစ်တင်နေမယ်ဆိုရင်ခမည်းဟာအိမ်တော်ဘက်ကောင်းတစ်ယောက်မဟုတ်ပါဘူးသူမမှာလည်းပင်ပန်းတက်တဲ့နှလုံးသားရှိပါတယ်သူမဟာစိတ်ရုပ်မဟုတ်ပါဘူးဒီနေ့ကစပြီးငါငွေရှာနိုင်တာပဲငါတာဝန်ပြီးပြီဆိုတဲ့အတွေးကိုဖျောက်လိုက်ပါ